တောင်ငူမြို့နယ်ကျွန်းတော်ကုန်းရွာမှလူငယ်၄ဦးကိုစစ်တပ်ကဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးစဉ်စစ်မှုထမ်းရန်ညှင်းဆိုသည့်ကိုတူရဆိုသူကိုစစ်သားများကပစ်တက်ခဲ့ပဲခူးတိုင်းတောင်ငူမြို့နယ်ကျွန်းတော်ကုန်းရွာမှလူငယ်၄ဦးကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးစဉ်စစ်မှုထမ်းရန်ညှင်းဆိုသည့်ကိုတူရဆိုသူကိုစစ်သားများကပစ်တက်ခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်ဧပြီလ25ရက်နေ့ည9:00နာရီခန့်တွင်တောင်ငူမြို့နယ်ကျွန်းတော်ကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးလူငယ်၄ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းထို့သို့ဖမ်းဆီးခံရသောလူငယ်၄ဦးထဲမှကိုတူရဆိုသူသည်စစ်မှုထမ်းရန်ညှင်းဆိုသောကြောင့်စစ်သားများကပစ်တက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည့်ထို့သို့ပစ်တက်ပြီးနောက်ကြန့်ရှိနေသောလူငယ်၃ဦးကိုစစ်ကားပေါ်တင်၍ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖမ်းဆီးခေါ်ဆောင်ခံရသောလူငယ်များနှင့်လည်းလက်ရှိချိန်ထိအဆက်အသွယ်ပြန်တောက်နေကြောင်းသိရှိရသည်ကျွန်းတော်ကုန်းရွာမှာမနေ့ကည9:00နာရီလောက်ကစစ်မှုထမ်းပေါ်တာဆွဲတာလူငယ်၄ဦးဆွဲခံရတဲ့ထဲကကိုတူရဆိုတဲ့လူငယ်ကမလိုက်ဘူးလို့ညှင်းဆန်တာလို့ရွာထဲမှာတင်စစ်ခွေးတွေကပစ်တက်ခဲ့တဲ့ကျန်တဲ့၃ဦးကိုတော့ခေါ်ဆောင်သွားတယ်လို့သိရတယ်ဟုဒေသပြည်သူတဦးကပြောဆိုသည်အကြမ်းဖက်စစ်တပ်ကပစ်တက်ခဲ့သောကိုတူရ၏ရုပ်အလောင်းကိုယနေ့နံနက်ပိုင်းတွင်မိသားစုဝင်များနှင့်ဒေသပြည်သူများကမိတကြိုလိုက်ကြောင်းသိရသည်